ဆောင်မှုတွေမှာပျောက်ကွယ်နေအချိန်တစ်ခုကြာနေနေဖြစ်ပါတယ်အိမ်ထဲမှာရှိနေမလားဆိုပြီးစောင့်ကြည့်နေကြတယ်မယ်ရုပ်ရှင်မင်းသမီးချုံးပါအခုထိတွေ့လာမှုမရှိသေးပါဘူးပြိတ္တတွေရောဘယ်လိုထင်ကြလဲစမ်းတင်းတော့စမ်းတင်းပဲနော်သမီးအစားလေးတော့ထွက်စားပါဦးဂိမ်းထဲမှာရှင်သူကဘယ်ဂိမ်းထဲမှာလဲဘယ်ဂိမ်းထဲမှာလဲအမဘီဘီထဲမှာခုကြောက်လဲ MVP ပါရပါခဏလေးနော်ပြန်လာခဲ့မယ်အားလုံးပဲ sorry ပါနော်ခေးရလေ MVP ကိုပြန်လာဖို့ကိုအောင်ပြီးအသေးသေးစူးစမ်းနေရလို့ပါတကယ်တော့လေခေးရ run တက်ဖို့စူးစမ်းနေတာသူ့ကိုဆော့တာဆိုမလွယ်ဘူးလေအားကြောင့်ခင်းထဲမှာမျောနေတာဘယ်လိုအသေးတန်ဆော့နေရတာဆိုတော့အပြင်လောကကြီးဘာဖြစ်နေမှန်းတော့မသိတော့ဘူးရပါအော်ကဲခေးတော့ဘာကြမယ်လေနော်လာ